ကဲအခုပုံမှာမြင်ရတော့ဆယ်လီမီပိုးကောင်ဖြစ်ပါတယ်။ဒါကြောင့်ဖြစ်တဲ့ယောဂကိုကျမတို့က Pediatric dermatitis လို့ခေါ်ပါတယ်။အဲ့တော့ကျမတို့ကြည့်ရအောင်ပေါ့နော်။အဲ့ဒီတော့ဒီမီပိုးကောင်လေးကအရွယ်အစားဘယ်လောက်လဲဆိုတော့အဲ့အကျွေးစိနာမှာတက်လေးဆိုတော့ pediatric တလောက်ပဲရှိရပေါ့နော်1 cm လောက်ပဲရှိပါတယ်။ဆိုတော့မီပိုးကောင်တွေကဗမာနေလဲပေါ့နော်။ဗမာနေလဲဆိုရင်သူတို့ကဆုတ်တဲ့နေရာတွေမှာနေပါတယ်။ဥမာဆိုရင်လေကွင်းတို့စပားကွင်းတို့ရေတွင်းရေအိုင်တို့အဲ့လိုမှနေတယ်။အပင်တွေမြက်တွေရှိတဲ့နေရာတွေမှာဆိုရင်ပို့ပြီးတော့များပါတယ်။နောက်တစ်ခုကကျတော့သူတို့ဒီပိုးဖလန်လိုမျိုးပဲမီးအယောင်လေးရှိတဲ့နေရာမှာသူတို့ကကြိုက်ပါတယ်နေတတ်ပါတယ်မီးတောင်မှတည်တည်ချာပြောရမယ်ဆိုရင်မီးအဖြူလေးပေါ့နော်ဆိုတော့အဖြူအောင်မီးရှိတဲ့နေရာမှာသူတို့နေပါတယ်ဒါကြောင့်တစ်ခါလေကြာရင်လူတွေကကာကွယ်ခြင်းတယ်ဆိုရင်မီးအဝါလေးတွေတို့ dim light ပေါ့နော်မီးမိန်လေးတွေကိုတုံးလေးရှိပါတယ်ဒီဥရုနဲ့ဒါပြောပြရကြီးဆိုရင်သူတို့ဒီမိုးရာသီပေါ့နော်မိုးရာသီနှောင်းပိုင်းတို့ဟိုမြန်မာနိုင်ငံဆိုရင်မေလနဲ့အောက်တိုဘာလထိပေါ့နော်ဒီလိုပြီးရတဲ့အတွင်းမှာမီးပိုးကောင်တွေကိုတွေ့ရလေးရှိပါတယ်ဆိုတော့ကျမတို့ကမီးပိုးကောင်လို့ဘာလို့ခေါ်လဲဆိုရင်သူအဲ့ဒီပိုးကောင်နဲ့ပိုးကောင်ကြောင့်ဖြစ်သွားတဲ့အနာဒီမီးလောင်ရင်ဖြစ်တယ်လို့မျိုးရေကြီးမှုကြီးလည်းပေါက်တယ်အနီရောင်ပြင်းလည်းဖြစ်တယ်မီးလောင်ရင်ခံစားရတော့နာကျင်မှုမျိုးခံစားရလို့မီးပိုးကောင်လို့ခေါ်တယ်လို့ပြောပါတယ်အဖို့ရေကြီးမှုကြီးဖြစ်နေတာပေါ့အဲ့လိုပုံလေးပေါ့နော်ဆိုနောက်တစ်ခုကကျတော့အဲ့ဒီလို skin fold တွေပေါ့ဒီလိုမျိုးလို့ဒါပါလေ level 4တွေတို့ giant တို့တထောင်စစ်တို့အဲ့လိုမျိုးမှာဆိုရင်သူတနေရာမှာသူထိမိထားရဲဆိုရင်ကျမတို့အကွေးစမ်းမှာဆိုရင်ဟိုဘက်ဒီဘက်နဲ့ mirror effect ပေါ့နော်ဒီဘက်မှာအဝိုင်းလေးဆိုရင်ဟိုဘက်မှာလည်းအဝိုင်းလေးပေါ်ရပေါ့နော်ကျမပုံမှာလည်းပြထားပါတယ်ဒီလိုအကွေးစမ်းနေရာတွေမှာဆိုရင် kissing effect တို့ mirror image တို့လို့ပေါ့နော်အဲ့လိုမျိုးစင်တူအကွက်ကလေးတွေပေါ်ပါတယ်level မှာဆိုရင်အဲ့ဒါပေါ့နော်ဒါ skin fold ပေါ့နော်ဒီလို skin foldဖြစ်တဲ့နေရာတွေမှာဟိုဘက်မှာဖြစ်ရင်ဒီဘက်မှာလည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ်ပါတယ်ရှင်ဒါကတော့ giant အောက်မှာဖြစ်တဲ့အကွက်လေးကိုပြထားတာပါအဲ့တော့ဒီပုံမှာကျွန်မပြချင်တာနံပါတ် A မှာပေါ့နော်နံပါတ် A မှာဗာပြချင်လဲဆိုတော့အကြောင်းလိုက်တွေဖြစ်တာသိလားဟိုတကွက်ဒီတကွက်ဆိုတာအပေါ်နဲ့အောက်နဲ့အကွက်လိုက်ဖြစ်တယ်ဆိုတာ skin fold area တွေမှာဖြစ်တယ်ပုံမှန်ဆိုရင်သူအကြောင်း linear ဖြစ်ပြီးတော့ red line ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ကျမတို့မီပိုးကောင်တီကျမတို့ကိုကြိုက်တာမဟုတ်ဘူးသူတို့ကခန္ဓာကိုယ်ပေါ်တက်တယ်တက်ပြီးွားရင်တက်တဲ့ခါမှာကျမတို့ကဟဲပိုးကောင်ဆိုပြီးတော့ပြောစိတ်မြင်လဲတက်နေကြလေအဲ့တော့ဖိတက်လိုက်တော့သူ့ထဲမှာရှိတော့အရေအဓိက main ဒီသူ့ထဲမှာရှိတော့အရေထွက်လာပြီးတော့ acid နဲ့ပတ်လိုက်တယ်လို့ပဲခန္ဓာကိုယ်အဲ့တော့အဲ့မှာလောင်ကျွမ်းမှုတွေဖြစ်တာပေါ့နော်ဆိုတော့အဲ့အရေတောက်လျှောက်ကျမတို့ဒီလိုမျိုးပြီးရင်ပုတ်တယ်ဆိုပြီးတော့ပုတ်လိုက်တယ်ပုတ်တဲ့တောက်လျှောက်မှာအဲ့လိုအကြောင်းလိုက်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်မနောက်တစ်ပုံကကျတော့ day 8တို့ day 9တို့ဆိုတာသူကဘလိုမျိုး healing ဖြစ်လဲပေါ့နော်ဆိုတော့day 8တို့ day 9တို့မှာခါလေကြာရင်သူက necrosis တွေဖြစ်တယ်ပြည်တွေတဲတယ်ခန္ဓာကိုယ်မှာစစ်ဖြစ်တယ်လို့မျိုးပေါ့လေစစ်ပွဲတစ်ပွဲဖြစ်နေတယ်လို့မျိုးဟိုအကောင်နဲ့ခန္ဓာကိုယ်မှာရှိတော့ခုခံအားတွေနဲ့တိုက်ပြီးတော့စစ်မြေပြင်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာပြည်တဲတက်တယ် day 8တို့ day 9တို့အဲ့ဒီနောက်ပိုင်းမှာစစ်မြေပြင်ရှင်းသွားရင်အသွေးအသားပြန်ဖြစ်တယ်ပေါ့နော်ဆိုတော့6လဆိုရင်တော့မိန်လေးပဲကြံခဲ့တာပေါ့နော်ပုံမှန်ကတော့ကျမတို့နှစ်ပတ်ကနေ3ပတ်ဆိုတော့နှလုံး21ရက်လောက်တော့ကြာတယ်တစ်လလောက်တော့ကြာတယ်ပေါ့နော်ဆိုတော့ဒါလေးတွေရှိတယ်အဲ့တော့ဘာကြောင့်ဖြစ်တာလဲဆိုတာပိုးကောင်ခန္ဓာကိုယ်ပေါ်တက်လာရင်ကျမတို့ကပိုးကောင်ဖိတက်လိုက်လို့ပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ချက်ဘာလုပ်ရမလဲဆိုရင်ပိုးကောင်ကိုမဖိရဘူးမတက်ရဘူးလေးနဲ့ပဲမှုတ်ထုတ်ရမယ်ဒါပထမဆုံးချက်ဖြစ်ပါတယ်โอเคဖိလိုက်မိရဲဆိုရင်ပထမဆုံးဘာလုပ်ရမလဲပထမဆုံးပြောရမှာရေနဲ့ပြောင်းအောင်ဆေးချရပါမယ်အဲ့ကိုယ့်ပေါ်မှာတင်သွားတဲ့အစိတ်တွေကိုပြောင်းနိုင်သမျှပြောင်းအောင်လို့ဆေးချရမှာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်မီးလောင်တလို့မျိုးကြီးနာတယ်လို့ပြောရတဲ့အတွက်ကျမတို့ရေခဲကတ်လို့ရပါတယ်ရေခဲကတ်ထားလို့ရတယ်soothing effect ရအောင် calming lotion တွေပါတယ်လေကျမတို့လိမ့်ထားလို့ရတယ်alcohol တို့ပါတော့အရက်ပြန်နေပိုင်းနဲ့လောရင်ပို့ပြီးတော့နာကျင်တတ်ပါတယ်အဲ့တော့အဲ့ဆက်တဲ့ဟာတွေမတုံးနဲ့ပေါ့နော်နောက်ကကျတော့ hydrocortisone cream steroid cream 1% လောက်လိမ့်လို့ရတယ်ရောင်နေပေါ့နော်ပြည်တွေတက်လာတဲ့ stage တွေဆိုရင်တော့ fusidic acid တို့ mupirocin တို့ကျမတို့ပါလဲ bioplacenta အဲ့လိုမျိုးစိတ်လေးလိမ့်လို့ရပါတယ်ခန္ဓာကမီးလောင်တယ်လို့မျိုးနာပြီးတော့ကြိုက်လာရဲဆိုရင် NSAID တောက်လို့ရတယ် paracetamol တောက်လို့ရတယ်ရတယ်ပေါ့နော်တအားကြီးဆိုးတယ်တကူလုံးရရောင်ရမ်းပြီးနိုင်တော့ကျမတို့ steroid တွေတိုက်ကြပါတယ်အဲ့ဒါကြတော့ short course ပဲတိုက်တာပါဆရာဝန်ကတိုက်ရင်တော့ပိုကောင်းပါတယ်ရှင်ဆိုတော့ဘယ်လိုမျိုးရှောင်ရမလဲဆိုရင်တော့သူကဒီအကောင်ကြောင့်ဖြစ်တာ哦နော်အကောင်ကြောင့်ဖြစ်တာဆိုတော့အဲ့အကောင်လေးမဝင်အောင်လို့ချင်းစကားတတ်ထားတာတို့ဟိုခြုံနေပါရှင်းလိုက်တာတို့ရေထဲတွေပါမသွားတာပေါ့နော်မရဘူးဆိုရင်လည်းတကယ်လို့တက်လာရင်လည်းမတက်နဲ့ပေါ့ကွယ်လေးနဲ့ပဲမှုတ်လိုက်ပေါ့နော်အကောင်ကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်မပြထားပါတယ်ကျေးဇူးတင်ပါတယ်